ဒီ procedure ပေါ့နော်ကျွန်တော်ကိုညီတာပေါ့နော်ဒါပေမဲ့ကျွန်တော်တယောက်တည်းမဟုတ်ဘူးကိုညီတာကိုကြော်သားလို့ရှိတယ်ပြီးကိုလက်လို့ရှိတယ်ပြီးအများကြီးပေါ့နော်ကိုညီရတယ်အများကြီးဖြစ်ပေါ့နော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်ကိုကြော်သားကိုကျေးဇူးတင်တယ်ဆိုတဲ့ဟာကိုပြောချင်တယ်ပေါ့နော်ဟုတ်တော့ကိုကြော်သားဒီ asset ဒီမှာ practical lesson ယူရတာအခက်အခဲရှိတယ်ပေါ့နော်အဲ့လိုလူတွေကိုကိုကြော်သားကိုညီပေးတယ်အဲ့တော့အခုတက်ရှိတယ်ကိုညီနေပေါ့နော်ဒါပေမဲ့ညီကိုတို့ထင်တာကျွန်တော်တယောက်တည်းကိုညီတယ်လို့ထင်ညီကိုတို့မှားပါဘူးလောက်တာတော့ procedure ကျွန်တော်လုပ်ပေးတာမြန်မာနိုင်ငံသားတိုင်း license ရပါလိမ့်ဆိုတဲ့စိတ်နဲ့ကျွန်တော်လုပ်တာဒါပေမဲ့ procedure ကိုညီတာကျတော့အများကြီးပေါ့နော်တင်းနေပေါ့နော်ချို့နာမည်ရှိတယ်ကျွန်တော်မမမေရဲ့နာမည်လည်းရှိပေါ့နော်သူတို့လည်းကိုညီနေပေါ့အဲ့တော့ကိုကျော်သားကျွန်တော်တရားသူကျေးဇူးတင်ရှိပါတယ်ကိုကျော်သားဆက်လက်ပြီးတော့ကျွန်တော်ကိုကျော်သားလိုမျိုးအစဖြေတဲ့သူတွေအတွက်ဘာချင်ချင်ပေးချင်ဒီလည်းစင်မှာအခြေယူရတာစလို့ယူရတာနည်းနည်းတော့ရောက်တယ်ဒီမှာက e-appointment ဒီတော့ကျွန်တော်ဆိုလို့ရှိလို့ရှိရင် e-appointment မလို့တော့ကျွန်တော် e-appointment ဆိုတော့ချားလူပြီးတဲ့အခါကျတော့ချားလူတွေရတယ် e-appointment တွေကို practical lesson နဲ့တင်ယူရတယ်ကိုကျော်သားအခုကိုကျော်သားကိုဆက်သွယ်ပြီးတော့အခုညီတောင်းနေလို့ဘယ်နှယောက်လောက်ရှိအများတယ်ကျွန်တော်များတယ်ဆိုရင်များကိုလူတိုင်းလိုတော့ပေးလို့မရဘူးဘာလို့လဲကျွန်တော်ဘာလို့လဲဆိုတော့personal ကိစ္စရရှိတယ်ဘာလို့ဒီလိုဆိုတော့သူရဲ့အကောင့်ကိုယူပြီးတော့မှသူစိတ်ကောက်တယ်ကောက်ယူတော့မှာနော်စိတ်ချမဲ့သူကိုယ်စိတ်ချမဲ့သူကတူညီပေးတယ်နော်အဲ့တော့ asset ဒီမှာဆိုတော့ဒီ e-equipment ယူထားရင် practical lesson ကမြန်တယ်ပေါ့မြန်တယ်ကြိုပြီးတော့ယူတယ်ဒီကြောင်းလိုက်မယ်ဆိုရင်ကိုယ်စဉ်းစားမှာပြည့်တဲ့တော့ကြောင်းနဲ့တော့မယ်ဆိုရင် e-equipment ယူကိုယ်လည်းစာပြီးတော့ PTA နဲ့ရှောက်ပြီးတော့ e-equipment ယူအနောက်ပေါ်စလုံးကလည်းအချိန်မှရမယ်တစ်လဝက်ဒီမှာ73ပြည်နဲ့ပြည့်ပြီး14ပြည်ဒါညီကိုတို့လည်းဒါပေါ့တစ်ချက်လေးပဲเนาะဒီမှာအစ်စ်တင်မဲ့ညီကိုတွေရှိတယ်ဒီညီကိုတို့လည်းဒီတော့ဆက်တယ်ဆိုတော့ညီကိုစကူးနဲ့သွားမယ်စကူးနဲ့သွားမယ်ဆိုတော့အဖြစ်မနေကိုတော့ဆက်တယ်ဘာလို့ကိုကျော်သား e-equipment ယူတဲ့နေရာမှာပုံပြီးပေးတယ်အဲ့ညီကိုတို့ကိုယ့်ဘာအတိုင်းစီမပေးဘူးဒါပေမဲ့ကိုကျော်သားညီကိုတို့ရဲ့ဒီအကောင့်ပေါ့နော်သိချတဲ့အကောင့်တွေယူတော့မယ်တုံးပြီးတော့လွတ်တဲ့ချိန်မှာယူပေးဘူးအဲ့ဒါကုညီတာအဲ့လိုကုညီမှုဆိုတာလည်းညီကိုကကိုကျော်သားကိုချုပ်မှန်းရအဲ့တော့ license procedure ကျွန်တော်တယောက်တည်းပေါ့ပေါ့ကုညီတဲ့လူအများကြီးရှိပါတယ်เนาะကျွန်တော်နာမည်တွေမရွတ်တာမသိတဲ့နာမည်တွေရှိပါတယ်เนาะတော်တော်များများလူတွေမှာလည်းကုညီတာရှိတယ်အပြင်မှာလည်း guide ကုညီပေးတာရှိတယ်အခုဘုတ်ကင်ရတဲ့ညီလေးကျွန်တော်စိုးစိုးလည်းအပတ်စဉ်လောက်သူရှိတယ်ပေါ့နော်အမြဲလာကုညီပေးတယ်ကုညီပြီးခေါ်ရပြီပေါ့နော်ဒီ license procedure ဘယ်လိုပဲဖြစ်ဖြစ်ဒါမျိုးကိုကျွန်တော်ကွန်ပျူတာကိုယူတယ်ဘာလို့တယောက်ကုညီတာနေအများကြီးဖြစ်တာပေါ့နော်အဲ့တော့ကျွန်တော်ကိုယ်တိုင်ဒါဆိုကျွန်တော်ကိုယ်တိုင်စတယ်ပေါ့နော်ကျွန်တော်ရဲ့ကားမှာမင်္ဂလာပါဆိုတဲ့ sign board ပါတယ်အဲ့တော့နောက်ပိုင်းညီတို့ license ရရင်မင်္ဂလာပါဆိုတဲ့ sign board တွေနဲ့လမ်းပေါ်မှာကျွန်တော်မြင်နေပါတယ်ပေါ့နော်အဲ့တော့ကိုယ်ကျတော့ဒါကျွန်တော်အထူးကျေးဇူးတင်ပါတယ်ဘာလို့ asset စီမှာ practical lesson အတွက်အခက်အခဲရှိတဲ့တော်တော်များတယ်နော်တော်တော်များတော့ကိုယ်တော့ကိုဒီဘက်ကတော့လက်ချိုးရည်ကြည့်မယ်ကိုယ်တော့ဘယ်လောက်ရှိ20လောက်ရှိတာပေါ့တချို့လူတွေကြောင့်လည်းကျွန်တော်ဘယ်လိုပေးပြောပြလိုက်တယ်ပေါ့နော်အဲ့လိုပြရတယ်မနေဘူးတချို့ကကျတော့အခက်ခဲရှိလို့လုံထဲမှာအခက်ခဲရှိတော့ကျွန်တော်အဲ့ချိန်မှာတော့ဘာဖြစ်ဒီမှာကျွန်တော်ကိုရွတ်တဲ့ချိန်ကြီးပေးတာပေါ့နော်ရန်တော့ရောက်နေကြတော့ပူပြီးတော့ပူပေးတာပေါ့နော်ကိုရဲ့အကောင့်ပေးရမယ်သူကလည်းယုံကြည်တဲ့ပေးရလေပေးရခါကျကျွန်တော်တခါကျတော့9နာရီကျော်ထိုင်9နာရီကျော်မှချိန်တိုင်းပေါ်တယ်တစ်ချိန်ရ2ချိန်3ချိန်ရရင်သူတို့ယူပေးလိုက်တယ်အဲ့လိုဟိုတရားဆိုလို့ရှိရင်အသက်နဲ့ကြီးပြီးဆိုလို့ရှိရင်ကျွန်တော်အများနဲ့ပါလဲpractical lesson ကအဆင်ပြေဘူးပေါ့နော်ပြေဘူးဆိုလို့ရှိရင်ကျွန်တော်အဲ့လိုခုပေါင်းပြီးတော့ပြတ်တော့ခြေစေးကြော်ဝိုင်းပါprocedure ကတော့ကျွန်တော်လုပ်ပြရအောင်ကျွန်တော်ကူညီပြဒါပေမဲ့ကျွန်တော်မကူညီတဲ့ဟာတွေတိုင်းကျွန်တော်ဖုန်းနံပါတ်တွေနဲ့ကျွန်တော်ကိုပိုင်ဖုန်းနံပါတ်တွေကိုကြော်တော့ဆက်သွယ်လိုက်ပါဆိုကျွန်တော်ကူညီနေပါကျွန်တော်မသိဘူးဒီ e-appointment ကို e-appointment ကျွန်တော်မသိဘူးဆိုကျွန်တော်ကလုပ်ခဲ့2016တည်းကဖြေတာအဲ့တော့ဒါလေးကျွန်တော်မသိတော့အဲ့တော့ကိုကျော်သားလက်တော် training test တွေရတယ်လက်တော်ပေါင်းနေတယ်အဲ့တော့ကိုကျော်သားအထောက်အကူရန်ဖြစ်တယ်အဲ့တော့ဒီကိုအစ်စ်တင်မဲ့ညီကိုလေးe-appointment မရအောင်ဆိုကိုကျော်သားဆက်တယ်နော်ကိုကျော်သားကျေးဇူးတင်ပါတယ်training test တွေနဲ့တခါရကောက်အောင်ပါဟုတ်တယ်ဗျာ BS နဲ့